ဇလန်အစမှာတော့မြို့ထဲမှာအကြောင်းမဲ့တပ်ဖြတ်မှုတွေစက်တိုက်ကျူးလွန်နေတဲ့သွေးအေးလူသက်သမားတအူးဟာမိုးရွာတဲ့ညတညမှာကားတိုက်မှုအတူလုပ်ပြီးထိတ်တန်းကိုင်းစတာကောင်းဆောင်ကြီးဂျန်တောင်ဆိုးကိုလှုပ်ကြံမှုစူးစမ်းခဲ့ပါတယ်ဒါပေမဲ့တခြားသားကောင်တွေလိုမဟုတ်ပဲလူမိုက်ကောင်းဆောင်ကြီးဂျန်ကပြန်လဲခုခံတိုက်ခိုက်ခဲ့လို့လူသက်သမားဟာဒဏ်ရာတွေနဲ့ထွက်ပြေးသွားခဲ့ရတယ်လို့ဂျန်ကိုယ်တိုင်လည်းတေးလူမျိုးပါဒဏ်ရာရပြီးဆေးရုံရောက်သွားခဲ့ပါတယ်ဂိုင်းစတာလောကမှာတိတ်ခါကျသွားတဲ့ဂျန်ဟာအဲ့ဒီလူသက်သမားကိုသူ့လက်နဲ့ကိုယ်တိုင်ပြန်တက်ပြီးကလဲစားချေဖို့ပြင်ဆင်ပါတော့တယ်တစ်ဖက်မှာလည်းရဲအရာရှိကင် Detective Kim ဟာမြို့ထဲကအသက်ခံရမှုတွေဟာစိတ်တဆလူသက်သမားတယောက်တည်းရဲ့လက်ချက် serial killer ဖြစ်မှန်ရိပ်မိနေပေမဲ့အထက်လူကြီးတွေကဂိုင်းစတာကိစ္စတွေမှာပဲအာယုံဆိုင်နေလို့သူ့စကားကိုမယုံကြပါဘူးလူသက်သမားရဲ့ရန်ကနေတဦးလေးသောအသက်ရှင်ကျန်ရစ်သူဟာဂိုင်းစတာကောင်းဆောင်ဂျန်ဖြစ်နေတာကြောင့်ရဲအရာရှိကင်နဲ့လူမိုက်ကြီးဂျန်တို့ဟာမဖြစ်မနေလှုပ်ဝက်ပူပေါင်းမှုသဘောတူညီချက်တစ်ခုလုပ်ခဲ့ကြပါတယ်ဒါကတော့ဘသူကအရင်ဖမ်းမိရဲ့သူကမိနီလန်အတိုင်းအပြစ်ပေးမယ်ဆိုတဲ့ကစားပွဲကြီးပေါ့ဗျာသူတို့နှစ်ယောက်ပူပေါင်းပြီးတရားခံရဲ့လက်ပွေတန်းနဲ့ဖုန်းလိုင်းတွေကိုလိုက်လံစုံစမ်းရင်းတရားခံဟာပြန်ပေးဆွဲမှုတွေပါကျူးလွန်နေတဲ့ကန်ခင်ခံကောဆိုတဲ့စိတ်တဆလူသက်သမားမှန်သိရှိသွားကြပါတယ်လူသက်သမားကန်ဟာဂျမ်းပေးလိုက်တဲ့ထီလေးကိုယူသွားတဲ့ကျောင်းသူမလေးအပါဝင်အပြစ်မဲ့ပြည်သူတွေကိုပါရဆက်လက်တက်ဖြတ်နေကြတာပါနောက်ဆုံးမှာတော့ဂျမ်းကလူသက်သမားကန်ကိုကာရာအိုကေဆိုင်တစ်ခုထဲမှာမိမိရဖမ်းမိသွားပြီးသူ့ရဲ့လှုပ်ဝက်ကိုတောင်နဲ့ခေါ်ကာနှိပ်စက်တက်ဖြတ်ဖို့ပြင်ပါတော့တယ်အဲ့ဒီအချိန်မှာပဲရဲရရှိကင်ကကားနဲ့ဝင်တိုက်ပြီးလူသက်သမားကိုရဲစခန်းစီအတင်းလူယူဖမ်းဆီးသွားခဲ့ပါတယ်ဒါပေမဲ့ရုံးတော်ရောက်တဲ့အခါလူသက်သမားကန်ဟာတက်တိမခိုင်လုံမှုဆိုပြီးဥပဒေအကျိုးဆောင်တွေနဲ့ကလိန်ကချစ်လုတ်ကလွတ်မြောက်ဖို့ကြိုးစားပါတယ်ဒီအခါမှာရဲရရှိကင်ဟာဂျန်ကိုတရားရုံးမှာတက်တိဖြစ်လာရောက်ထွက်ဆိုပေးဖို့တောင်းပန်ခဲ့ရပါတယ်ဂျန်ဟာတရားရုံးထဲဝင်လာပြီးသူ့ရဲ့အင်ဂျီကိုချွတ်ကလူသက်သမားကန်နဲ့ချကြတုန်းကရခဲ့တဲ့ဓာတ်တန်ရအမာရွတ်တွေကိုတက်တိပြခဲ့တယ်လို့သူကိုယ်တိုင်ကန်ရဲ့ပခုံးကိုဓာတ်နဲ့ပြန်ထိုးခဲ့တဲ့အမာရွတ်ကိုပါတိုက်ဆိုင်စစ်ဆေးခိုင်းရကနေလူသက်သမားကန်ဟာတည်တံချမှတ်ခြင်းခံလိုက်ရပါတော့တယ်ဇလန်ရဲ့အကောင်းဆုံးအလှည့်ပြောင်းကတော့ဂျန်ဟာတရားရုံးမှာတက်တိထွက်ဆိုပေးခဲ့တဲ့အတွက်သူ့ရဲ့လောင်စာမှုတွေနဲ့အတူထောင်ဒဏ်ကျခံခဲ့ရပေမဲ့ဒါဟာရဲရရှိကင်းနဲ့ကျူတင်လုပ်ထားတဲ့လှုပ်ဝက်သဘောတူညီချက်ရဲ့နောက်ဆုံးပိုင်းဖြစ်နေတာပါဂျန်တောင်းဆိုခဲ့တဲ့တခုလေးသောအချက်ကတော့သူ့ကိုလူသက်သမားကန်ရှိတဲ့ထောင်ထဲမှာပဲအတူတူထားပေးဖို့ပါပဲဇက်သိမ်းပိုင်းမှာတော့ထောင်ထဲကရေချိုးကန်းထဲမှာတယောက်တည်းရှိနေတဲ့လူသက်သမားကန်ရဲ့အနောက်မှာကျိုးတစ်ချောင်းကိုကင်ပြီးမဲပြုံကြီးနဲ့ရက်နေတဲ့လူမိုက်ကောင်းဆောင်ကြီးဂျန်ကိုတွေ့လိုက်ရပါတယ်ဂျန်ကကန်ကိုကြည့်ပြီးမင်းတန်းစီဘူးလားလို့အေးဆက်မေးလိုက်ပြီးလူသက်သမားရဲ့မျက်နှာမှာတေမင်းနဲ့တွေ့ရတယ်လို့ထိတ်လန့်တုန်လှုပ်သွားတဲ့မြင်ကွင်းနဲ့အတူဒီရုပ်ရှင်ကားကြီးဟာပြီးဆုံးသွားခဲ့ပါတော့တယ်ကဲလူမိုက်ကြီးမာတုံစောရဲ့ကလဲစားချေအရှင်ဇလန်လေးကိုသဘောကျတယ်ဆိုရင်ဒီဗီဒီယိုလေးကို like share လုပ်ပေးဖို့မမေ့နဲ့အောင်တော့နောက်ထပ်ဘယ်လိုရုပ်ရှင်မျိုးကို record လုပ်ပေးစီခြင်းလဲဆိုတာအောက်က comment မှာရေးခဲ့ကြပါဦးဗျာ